spaghetti ကတော့အသားတူတွေနဲ့လုပ်ထားပါတယ်အနေနဲ့ပါဒါကတော့ဝတ်သားပြားကြော်ပါဝတ်သားပြားကြော်ဒီတိုင်းစားရင်တော့သူကပေါ့ပေါ့လေးနဲ့နေပါတယ် sauce နဲ့စားမှအဆင်ပြေပါတယ်ဒါပေမဲ့စားမှာဗျအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဆက်ရမှာ spaghetti ကျွေးပါတယ်ဟိုကျွန်တော်ခက်မဲ့ဟင်းချိုလေးတော့ကျဥဟင်းချိုလေးပါကျဥကိုတော့ဆန်မုတ်သားပြားလေးနဲ့လုပ်ထားပါတယ်ဒီတစ်ခေါက်ဆန်မုတ်သားပြားက2မျိုးပါပါတယ်အဖြူရောင်ပါပါတယ်လိမ္မော်ရောင်လေးပါပါတယ်ကျဥဟင်းချိုလေးတောက်ကျင်စားလေးပါ spaghetti ပါခင်းချီတဲ့အနေနဲ့ကျွေးပါတယ်ကျွန်တော်ရှေ့မှာဟင်းခက်နေတဲ့တရားတော်မြန်မာလူမျိုးပါပဲspaghetti လေးပါကျွန်တော်ခောက်ဆွဲလေးနဲ့ထည့်ပါမယ်အရင်ကကျွန်တော် spaghetti ကိုခောက်ဆွဲပို့စားပါတယ်ဒီနေ့တော့ခောက်ဆွဲကိုနည်းနည်းပဲစားပါမယ်ကျွန်တော်ခမဲကိုအများကြီးထည့်ထားလို့ပါspaghetti အနည်းလေးထည့်ပါပြီအန်တီလာဖြည့်ပေးတယ်လို့ပါ spaghetti ကတော့အသားတူတွေနဲ့လုပ်ထားပါတယ်အနည်းလေးနဲ့ပါကျွန်တော် spaghetti အနည်းလေးအများကြီးပြောပါတယ်ခန်းချစ်အနည်းလေးပါမုံလောင်အချိန်လေးနဲ့ကျွေးပါတယ်ဒီတစ်ခေါက်မုံလောင်အချိန်လေးအရောင်လေးနည်းနည်းဖြတ်ဖြော်လေးပါပြီးရင်ဒီနေ့ကျွန်တော်တို့မှာဝက်သားပြားကြော်လေးကျွေးပါတယ်ဝက်သားပြားကြော်ပါကိုရီးယားမှာဒီဝက်သားပြားကြော်မျိုးမျိုးရှိပါတယ်ဒီဝက်သားပြားကြော်လေးကတစ်မျိုးပါသူက mayonnaise sauce နဲ့ဆိုရင်အရင်လိုက်ပါတယ်ဒီနေ့အရွက်တုပ်လည်းကျွေးပါတယ်ဒီရွက်ကိုကျွန်တော်အများကြီးယူပါအရွက်တွေအများကြီးပါပဲဘောကသူက vinegar နဲ့စားလို့ရပါတယ် sauce နဲ့ပါချင်းလေးနဲ့ပါပြီးရင်ဒီဘေးမှာတော့ဝတ်သားလုံးလေးတွေရှိပါတယ်ကျွန်တော်ဝတ်သားလုံး3လုံးယူပါမယ်သူ့လည်းကျွန်တော် mayonnaise sauce နဲ့ပဲစားပါပါကျွန်တော်အဲ့ဒီ mayonnaise sauce ကြိုက်ပါတယ်ဒီနေ့တော့ share ပါပဲ spaghetti ရယ်ဝတ်သားပြားကြော်ရယ်ထမင်းရယ်ကျဥဟင်းချိုရယ်ပါကျွန်တော်စားနေကြဝိုင်းလေးကိုတောင်းပါပါဒီပါပါအရွက်တော့လည်း share ပါပဲခောက်ဆွဲရယ်ထမင်းရယ်အရွက်တုပ်ရယ်စပတ်ပြီးဝတ်သားလုံးရယ်ဝတ်သားပြားရယ်ပါဒီမှာအရွက်တွေပါဒီရွက်တွေကစားရတာလွယ်ပါတယ်သူကစိမ့်စုံနဲ့မရပါဘူးစားလို့အဆင်ပြေပါတယ်စပဂက်တီပါခောက်ဆွဲတွေပါသူကခန်းရည်တွေအနေနဲ့ပါအဲထဲမှာသူအသားတူတွေပါပါတယ်ချစ်ချင်းလေးနဲ့နေပါတယ်စပဂက်တီကြိုက်သမားတွေဆိုရင်ကွတီပါပဲမုံလုံးချင်းလေးပါတလုံးစားလေးတွေပါအယောင်ဖြော်တွေပါဒီနေ့ပြီးတော့ဒါကတော့ဝတ်သားပြားကြော်ပါဝတ်သားပြားကြော်ဒီတိုင်းစားရင်တော့သူပေါ့ပေါ့လေးနဲ့နေပါတယ် sauce နဲ့စားမှအဆင်ပြေပါတယ်ဒီမှာစားလို့ကောင်းပါတယ်ဝတ်သားလုံးကြော်3လုံးယူခဲ့ပါတယ်ဟင်းချိုတော့ဒီနေ့ဟင်းချိုတော့ share ပါပဲကျဥဟင်းချိုလေးပါကျဥဟင်းချိုတုံးမှာဆမ်မိုးသားပြားထဲပြီးချက်ရင်တောက်လို့ရအောင်ပါတယ်ချွဲလေးနဲ့နေပါတယ်ဒီနေ့ထမင်းလည်းကောင်းပါတယ်ကျွန်တော် spaghetti အနစ်ကိုထမင်းပေါ်မှာလည်းတင်လာပါတယ်ဒါကတော့ကျွန်တော်ဆက်ရုံမှာကျွေးတယ်နေ့လည်စားပါအားလုံးပဲထမင်းစားကြပါဦးထမင်းစားရပါဒီနေ့နှင်းနေအများကြီးပါပဲအရွက်တွေလည်းကျွန်တော်အများကြီးထည့်ရပါလိမ့်ရွက်တွေအများကြီးပါပဲဒီရွက်ကတော့သူကတုတ်ထားတဲ့ sauce ကတော့ထညစ်အရသာနဲ့တူပါတယ်ရှယ်ပါပဲဒီနေ့သူတို့အရွက်တုတ်မှာဒီ sauce တွေထည့်လိုက်ရင်စားလို့ကောင်းပါပါလေဒီကျွန်တော်ထမင်းနဲ့အများကြီးခောက်ဆွဲရအများကြီးထည့်ရပါတယ်ဒါစပါဂက်တီပါစပါဂက်တီလေးစားပါဦးမလို့ချင်နေပါဒါတော့ဝတ်ပါတော့ကြောက်ပါဒီဒါတော့နည်းနည်းအကြည့်ပါနော်ဒါစပမ်လို့ခေါ်ပါတယ်တော့ဝတ်တော့ကြိတ်ပြီးတော့စီတော့ဘူးလေးနဲ့ထည့်ထားတဲ့ဟာတွေပါဒါလေးလည်းစားလို့ကောင်းပါနဲ့တော့သူကတွေ့ရတာတော့ဒီတစ်မျိုးပါဒါလေးလည်းတစ်မျိုးပါတူတူပါပဲmayonnaise sauce နဲ့အရင်စားပါမယ်
쌈무 비와를 행초와 고유리는 지나라봐. 제목은 찌우리를 까봐요. 행초를 까보시잖아요, 봐. 까불 까봐요. 그러면 싸우면